အားလုံးပဲမင်္ဂလာပါ Best Food Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ချက်ပြပေးမယ့်ဟင်းပွဲလေးကတော့ငပိကြော်လေးပဲဖြစ်ပါတယ်ကရွင်းပြက်နေချိန်မျိုးတွေမှာငပိကြော်လေးနဲ့ထမင်းစားလိုက်ရမယ်ဆိုရင်အရန်ကရွင်းတွေ့ပြီးတော့ထမင်းမိန်စီမှာပါပဲပထမဆုံးပစွန်ချောက်အကောင့်သေးသေးလေးတွေကိုရေစိမ်ထားပေးရပါမယ်ကျွန်တော်အခုလုပ်ပြထားတာကတော့ပစွန်ချောက်အကောင့်သေး1500ဘူးလောက်ဖြစ်ပါတယ်ပြီးွားရေစိမ်ပြီးွားလို့ရှိရင်ပစွန်ချောက်လေးတွေကိုထောင်းပေးပါတယ်တချို့ကလည်းဓာတ်ရိုက်ထောင်းကြတယ်ပေါ့နော်ရေစိမ်ပြီးထောင်းတဲ့ခါကျတော့ပို့ပြီးတော့စားလို့ကောင်းတယ်လို့ကျွန်တော်ကခံယူတဲ့အတွက်ကျွန်တော်ကတော့ရေစိမ်ပြီးတော့ပဲထောင်းပါတယ်ပြီးရင်ကြက်သွန်ဖြူလေးတွေကိုပပလေးတွေလှီးပေးရပါမယ်တချို့ကျတော့လည်းထောင်းပြီးတော့ထည့်တဲ့လူတွေလည်းရှိပါတယ်เนาะအမျိုးမျိုးချက်ကြတယ်ပေါ့နော်ကျွန်တော်ကတော့ပပလေးလှီးပြီးတော့ထည့်မှာဖြစ်ပါတယ်ဒီပွဲထဲမှာတော့ကဲကြက်သွန်ဖြူတွေလှီးပြီးပြီဆိုလို့ရှိရင်ကြက်သွန်နီလေးတွေကိုလည်းပပလေးတွေလှီးပေးရပါမယ်ကြက်သွန်နီကိုတစ်လုံးသို့မဟုတ်နှစ်လုံးထည့်နိုင်ပါတယ်ကိုစိတ်နှစ်သက်ရအောင်ထည့်လို့ရပါတယ်ပြီးရင်ငပိဇွန်2စွန်းစာလောက်ငရုတ်တီမှုတ်ကတပကံစာလောက်ပေါ့နော်ငရုတ်တီအကြမ်းမှုတ်ပေါ့နော်ဒါလေးကတော့ကဲပါဝင်ပစ္စည်းလေးတွေအစင်သစ်ဖြစ်ပြီဆိုလို့ရှိရင်အိုးထဲကိုစီထည့်ပြီးတော့အိုးအပူပေးပါပြီးသွားလို့ရှိရင်အယောင်အတွက်စနွေးမုတ်လေးနည်းနည်းထည့်ပေးရပါမယ်စနွေးမုတ်လေးတွေကိုနည်းနည်းထည့်ပြီးငွေပြီးတာနဲ့ကျွန်တော်တို့ကြက်သွန်နီစားထည့်ပါမယ်စီပူပြီးဆိုရင်ပေါ့နော်ကြက်သွန်နီထည့်ပြီးတာနဲ့ကြက်သွန်နီလေးကိုခဏတစ်ပြုတ်ကြော်ပေးရပါမယ်ပြီးွားရင်ခုနကလှီးထားတဲ့ကြက်သွန်ဖြူလေးတွေကိုထည့်ပေးပါထည့်ပြီးကြော်ပေးပါကြက်သွန်နီကြက်သွန်ဖြူလေးတွေအယောင်အနှဲငယ်လောက်တက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ငရုတ်တီအကြမ်းမှုတ်တပကံကိုလောင်းထည့်ပေးရပါမယ်ငရုတ်တီအကြမ်းမှုတ်ထည့်ပေးပြီးွားတာနဲ့တခါတည်းထပ်မှွေထားပေးပါအနည်းဆုံး2မိနစ်ဝန်းကျင်လောက်ထပ်ချက်ပေးပါပေါ့နော်ကဲပြီးသွားလို့ရှိရင်ထောင်းထားတဲ့ပစွန်ကြောက်လေးတွေကိုထည့်ပေးရပါမယ်ပြီးသွားရင်ထပ်မှွေပေးပါ2မိနစ်3မိနစ်ခန့်မှွေပြီးပြီဆိုလို့ရှိရင်အရသာမှုတ်လေးတွေထည့်ဖို့လိုပါတယ်အချိုမုတ်တစ်စွန်းသို့မဟုတ်2စွန်းစားအနှဲငယ်ထပ်ထည့်ပေးရပါမယ်ပြီးသွားလို့ရှိရင်နှံ့အောင်မှွေပေးရပါမယ်နောက်ထပ်2မိနစ်3မိနစ်ခန့်ကြာတဲ့အခါမှာမှွေပြီးသွားလို့ရှိရင်ကျွန်တော်တို့ငပိကိုထည့်ရတော့ပါမယ်ငပိလေးတွေထည့်ပြီးတဲ့အခါကျရင်ငပိလေးတွေကိုကြေသွားအောင်ခြေပေးဖို့လိုအပ်ပါတယ်ဖိဖိပြီးတော့ခြေပေးရပါမယ်ကဲငပိလေးတွေခြေနေတဲ့အချိန်မှာကျွန်တော်ရဲ့ Best Food Channel လေးကိုလည်း Subscribe လုပ်ခဲ့ပေးကြပါဦးเนาะကဲငပိခြေနေချိန်အတွင်း9မိနစ်လောက်ကြာတဲ့အခါမှာဆိုရင်အားလုံးလဲကြည့်ပြီးအနက်လေးတွေလည်းမှုေးပြီးဆိုလို့ရှိရင်ဒါစားသုံးရန်အသင့်ဖြစ်သွားပါပြီအခုလိုမျိုးခြေနေမျိုးရောက်ပြီဆိုရင်မီးလေးကိုပိတ်လို့ရပါပြီပြီးသွားလို့ရှိရင်เนาะအေးခန့်ပြီးသွားရင်ဘူးထဲထည့်ပြီးတော့လဲတပတ်လောက်စားလို့ရပါတယ်နောက်ထပ်ဟင်းချက်နီးလေးတွေအတွက် channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပေးဖို့မမေ့နဲ့เนาะအားလုံးနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်